အားလုံးပဲမင်္ဂလာပါချဲဝဲဝီလီယံ vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျွန်တော်တို့ကခောက်ရိုင်ကို one day trip သွားမှာဖြစ်ပါတယ်ဘန်ကောက်ကနေဆိုလို့ရှိရင်2 နာရီခွဲလောက်ပဲကြာတယ်ပေါ့နော်ကျွန်တော်တို့ Diamond Hotel ရောက်ပါပြီခဏနေကြလို့ရှိရင်ချမ်းနေရဆက်သွားပါမယ်ခုကတော့ကျွန်တော်တို့ Diamond Hotel ရောက်ပါပြီဒါတော့ hotel အခြေအနေလေးပါဒီနေ့ကျွန်တော်တို့တဲတဲ့ hotel ကကား2စီးပဲရှိတယ်ကျွန်တော်တို့ကားရဲ့ဘေးကတစ်စီးရဲ့2စီးပဲရှိတယ်လူအောင်တိတ်မရှိဘူးပေါ့နော်ရာသီဥတုကတော့ဒီခောက်ရိုင်ထဲကိုရောက်သွားတော့မှပဲနေကွယ်ပြီးတော့လို့မျိုးအုံမိုင်းလေးဖြစ်သွားတာပေါ့ဟုတ်ကဲ့ဒီမှာခုသွားလဲလိုက်ပါအောင်မယ်ကဲမယ်တိုးမယ်ဘိုင်